ကြည့်လိုက်စမ်းတို့အိမ်လေးပျော်ရွှင်ချမ်းမြေ့ပေလို့အခက်ခဲပြဿနာတွေမျှဝေလို့တူတူရင်ဆိုင်ပြည့်ရှင်တာတော့ ယုံကြည်စွာစိတ်ချလို့လေစေကမတတ်ဆုံးမ